မင်းတို့ရွာသားစခန်းအလေလာစမ်းကျင်နေကျွန်တော်မင်းနေတွေ့ကစင်းရိုးတခြားဝဲထူးကြတယ်ပွင့်ကြတယ်ပျော်မြူးလို့စိတ်မှာချီနူးဝဲတော်တော်ချစ်ဖို့ကောင်းတယ်ဘာပန်းလဲတော့မသိဘူးသိရင်ဖြည်းဖြည်းခက်ကြပါနော်ပြီးတော့ပြန်စုအောင်မယ်ဒါကချောင်းနဲ့ကဘဲတွေကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်မနက်ပိုင်းဘဲเจ้าတဲ့နေ့ပေါ့နော်ဘဲเจ้าတဲ့နေ့မှာကျွန်တော်ဘဲเจ้าနဲ့ကွင်းထဲမှာကျွန်တော်တို့ဘလို့အလှပတွေရှိလဲဆိုတော့ကျွန်တော်လိုက်ပြီးတော့ပြပေးမယ်ဆိုတော့အနောက်မှာလောလောဆယ်တပင်ကိုကြည့်လိုက်ဟုတ်တယ်လားအဲ့ဒီပင်ကတော်တော်လှတယ်ဘာပင်လဲတော့မသိဘူးသူ့ပန်းရောင်လေးကလိမ်မော်ရောင်လေးချစ်ဖို့ကောင်းတယ်ဘာပန်းလဲမသိဘူးသိရင်လည်းဖြည်းဖြည်းခဲ့ကြအောင်နော်ကျွန်တော်လိုက်ပြီးတော့ပြပေးမယ်โอเคသွားလိုက်အောင်ကျွန်တော်တို့ဘက်မှာတော့ပေါက်တယ်ဗျာတော်တော်များများအညာဘက်ဒီမှာလည်းကျွန်တော်တွေ့ဘူးသလိုပဲဘာပန်းလဲတော့ကျွန်တော်လည်းမသိဘူးသိရင်လည်းပြန်ပြီးတော့ဖြည်းဖြည်းခဲ့ကြအောင်နော်လှတော့တော်တော်လှဗျတွေ့ရတဲ့အတိုင်းအယောင်လေးကလည်းကျွန်တော်တို့လိမ်မော်ရောင်ပုံစံမျိုးလေးပေါ့နော်ချစ်စရာလေးအယောင်လေးကတော်တော်ချစ်ဖို့ကောင်းတယ်ဘာပန်းလဲတော့မသိဘူးသိရင်ဖြည်းဖြည်းခဲ့ကြပါအောင်နော်ဒီဘဲတစ်ကောင်ကအုပ်ကွဲပြီးတော့ဒီဘက်ကိုရောက်လာဒီကောင်ဘလို့နဲကြော်လာလဲမတော့မသိဒါတော့ကျွန်တော်ဘဲเจ้าနဲ့ကျွန်တော်တို့ရဲ့ဒါလေကွင်းတွေပေါ့နော်ကျွန်တော်တို့စပားဒီຫນွေရတော့ဒီဘက်ကွင်းကိုကျွန်တော်တို့ကလုံးဝမဆိုင်ဘူးကျဲလည်းမကျဲဘူးဒါဘဲအတွက်ပေါ့နော်တီးတန့်ကွင်းထားပလိုက်တာအဲ့ဒီအတွက်စပားတွေမဆိုင်ထားတဲ့အတွက်ကြည့်လို့တော့တိတ်တော့မလှဘူးတစ်မျိုးလေးတော့လှတယ်ပေါ့နော်ဒါပေမဲ့စပားဆိုင်တာတော့မလှဘူးလို့ကျွန်တော်တို့ထင်တာပဲဟဲ့ဟာခိုးရတော့ဒါကျွန်တော်ဘဲเจ้าလို့ရှိရင်ထိုင်နေတဲလေးပေါ့နော်တဲကတော့မိုးရင်းတော့ကတော့ရှယ်လောက်ထားအခုကတော့ပြတ်သွားပြီဟာကံပလက်ခရီးပြီးရွာထိတ်ကကြောင်တော့ဒါနဘီဝဲမခွဲရလေပြီးဒီစကားမေးပြီးလားကွယ်ချီမပြောမပြီးသလားဟာဒီဘရောက်တေးပွင့်ဖြင်မောင်းကြီးစိတ်မှမြင်အောင်လာတယ်ဒီဇလမ်းမကွယ်ကိုရဲ့မင်းရဲ့ပန်းဘရောက်ရဲ့ဟိုဒီကောင်ဒီလေကွယ်ထဲမှာလွတ်ထားတာကျွန်တော်ဟေးကဲကျွန်တော်တဲလေးရှိကိုအလဲခေါ်ပါမယ်အလဲလိုက်ခဲ့ကြပါအောင်တဲဒီဇိုင်းကလာပါညာနေထားတော့တွေ့ရတဲ့အတိုင်းပဲဒီတဲလေးထဲမှာကျွန်တော်ထိုင်ပြီးတော့ဘဲကြည့်အောင်နော်ဟာမင်းတို့ရွာသားစခန်းအလေလာစမ်းကျင်နေကျွန်တော်မင်းနေတွေ့ကစင်းရိုးတခြားဝဲထူးကြတယ်ပွင့်ကြတယ်ပျော်မြူးလို့စိတ်မှာချီနူးဝဲนี่มาตีกว่าอะไรมันบ้าล่ะกองนี่จ่อကျွန်တော်တို့နေ့လေ17နာရီထိုးတော့မယ်ဆိုတော့ကျွန်တော်ဘဲတွေကိုပြန်သွင်းတော့မယ်ပေါ့နော်နေရာလဲတော်တော်ဘူးနေ
ကျွန်တော်ဘဲတွေကတော့ဟိုမှာရေစော့တယ်ကျွန်တော်အခုဒါဘဲပြန်ပြီးတော့သွင်းပါတော့မယ်နော်ဟဲ့ဘဲတွေကလိုက်ပြီးတော့ပြန်စုအောင်မယ်ဒါကချောင်းနဲ့ကဘဲတွေဟိုးလက်ကွင်းထဲမှာလည်းရှီသေးတယ်ဆိုတော့လိုက်စုအောင်မယ်တော်တော်လေးကဲကျွန်တော်ဘဲတွေကတော့အားလုံးစုပြီးသွားပြီဆိုတော့အကုန်လုံးပြန်မောင်းပါပြီလေတွေကနေကျွန်တော်တို့ဘဲကြံကိုပြန်မောင်းပါပြီနော်ဟာဘဲတကောင်တော့6 နာလို့နေတူတယ်တိတ်မလျှောက်နိုင်တော့ဘူးကျွန်တော်ပဲဖမ်းလာလိုက်တော့တယ်